မင်္ဂလာညာချမ်းလေးပါခင်ဗျာဒီကနေ့ညမှာတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့ယာဟူးနဲ့တွေ့ဆုံခြင်းဆိုတဲ့လူမိုက်ဇာတ်လမ်းကောင်းလေးကိုပြောပြတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးသူများလုပ်ထားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာတောင်းတန်ရွာလေးရဲ့ညနေတွင်တိုင်မောင်းတို့တူကြီးတတိုက်ထန်းတော်ထဲတွင်တောက်စားပျော်မြူးနေကြပါတယ်။တိုင်မောင်းနဲ့သူ့ရဲ့တူများကတပ်တူရွယ်တူများဖြစ်ပြီးသူ့ရဲ့အကိုအကြီးဆုံးဦးသိန်းဟရဲ့သားနှစ်ယောက်နဲ့ဒုတိယအမကြီးဒေါ်တင်မေရဲ့သားတစ်ယောက်တို့မှာဦးလေးဖြစ်သူတိုင်မောင်းနဲ့တပ်တူရွယ်တူများဖြစ်ကြတယ်။သွားတူလာတူနဲ့အိမ်အောင်များကြားသည့်တိုင်အမြဲတတွဲတွဲနဲ့ဖြစ်ကြလေတဲ့။အဲ့ကောင်ဦးလေးအေးပြောတင်မောင်းဦးလက်ဘယ်သွားနေလဲအဲ့ဒီကောင်ကိုငါတို့ဒီမှာလို့ပြောထားတာကိုငါလည်းပြောတာပဲဒီကောင်ကအမေကိုကြောက်တယ်ဟာပြီးတော့ဒီကောင်ကကြီးကောင်ကြီးမနဲ့ခလေးတွေနဲ့မကြီးပင်ပေါ်တက်ပြီးဗဇက်ဆိုင်တီးတီနေတယ်တဲ့ကွာအေးဟုတ်တယ်ဒီကောင်နဲ့လည်းခတ်တယ်တိုင်မောင်းတွေမြင်းဟန်ဆိုတော့နောက်ထပ်အကိုတယောက်ရှိသေးတယ်သူ့ရဲ့မွေးရပါနှုတ်ခမ်းပဲ့နေပြီးစကားပြောလိုက်ရင်မပီတာတော့သူတယောက်ဖြစ်တယ်တိုင်မောင်းနဲ့သူ့ရဲ့တူများကသူတို့ရဲ့ဦးလေးမြင်းဟန်ကိုအတော်ကိုချစ်ကြတယ်မြင်းဟန်ကပျော်ပျော်နေတတ်သောသူတယောက်ဖြစ်ပြီးစိုင်းတီးချင်းကိုဝါသနာထုံလုံးပြီးဗဇက်ကအမြဲဗဇက်စိုင်းတီးနေတတ်သူတယောက်ဖြစ်တယ်။ယခုတိုင်မောင်းတို့တူကြီးကမြင်းဟန်အကြောင်းကိုပြောနေရင်သူတို့ထမ်းရည်တောက်နေရနေရတော့မြင်းဟန်ကလက်နဲ့မျက်ရည်များကိုတောက်ခါငိုပြီးရောက်လာလေတယ်။အဲ့ဒီအခါတိုင်မောင်းကသူ့ရဲ့အကိုဖြစ်သူငိုယိုနေတာမြင်တော့အခါထိတ်ထိတ်ပြပြဖြစ်သွားပြီးဟဲ့ကောင်အကိုမင်းဘာဖြစ်လာတာလဲဘာလို့ငိုနေတာလဲငါကိုဦးဝင်းမြင့်ကလှောင်နေရိုက်လဲရိုက်တယ်ဟဲ့ကောင်ဦးဝင်းမြင့်ဆိုတာရွာမြောက်ပိုင်းကကောင်စီလူကြီးဝင်းမြင့်လားဟုတ်အကိုဖြစ်သူမြင့်ဟန်နှုတ်ခမ်းပဲ့နေ၍စကားမပီတီကိုလှောင်ပြောင်ပြီးရိုက်လွတ်လိုက်သည်ဆိုသောကြောင့်တိုင်မောင်းတို့တူကြီးတတိုက်ဒေါသထွက်ခါတိုင်မောင်းမှငါဒီလူကြီးကိုတက်ရိုက်မယ်ကွာဒီကောင်ကြီးကငါအကိုစော်ကားတာများနေပြီအဲ့ကောင်ဦးလေးမင်းတယောက်တည်းသွားစီရလားငါတို့ပါလိုက်မယ်ကွာတိုင်မောင်းတို့တူကြီး၃ယောက်ကထန်းတော်ထဲတွင်ရက်ထားသောနွားလဲရှိရာတဘိုးချင်းဒုံများကိုတယောက်တစ်ချောင်းဆွဲယူလိုက်ပြီးနောက်တိုင်မောင်းမှသူ့ရဲ့အကိုမြင့်ဟန်ကိုကြည့်ကအကိုမင်းအိမ်ပြန်တော့ငါတို့ဖတာငါတို့ရှင်းခဲ့မယ်တိုင်မောင်းမင်းတို့ဘာသွားလုံးမလို့လဲမလုံးနဲ့နေစမ်းပါကွာမင်းအိမ်ကိုပြန်တော့တိုင်မောင်းတို့တူကြီး၃ယောက်လှဲတဘိုးချင်းဒုတ်တယောက်တစ်ချောင်းကိုလက်ကကင်ပြီးရွာမြောက်ပိုင်းရှိကောင်စီလူကြီးနေအိမ်တို့ဒေါသတကြီးထွက်ခွာသွားကြလေတော့တယ်တိုင်မောင်းဦးဆောင်ပြီးတူများဖြစ်သောတင်မောင်းတင်ဆောင်နှင့်ထေးအောင်တို့ကဒုတ်တယောက်တစ်ချောင်းစီကင်ပြီးရွာမြောက်ပိုင်းမှာဦးဝင်းမြင့်အိမ်တို့လှမ်းလာခဲ့ရာလမ်းမှာတွေ့သောရွာသားများကတိုင်မောင်းတို့အားမြင်သောအခါမြည်သည့်စကားမှမပြောဘဲထူးဆန်းသောမျက်လုံးများနှင့်ကြည့်ကာကိုယ်ရှောင်သွားကြကုန်တယ်။အဲ့ဒီနောက်မကြာသောအချိန်တွင်ဦးဝင်းမြင့်အိမ်ရှိသို့ရောက်လာကြတယ်။တူကြီး၃ယောက်ထင်ထားသည်မှာဦးဝင်းမြင့်ရဲ့အိမ်တွင်သူ့ရဲ့သား၃ယောက်ကိုတွေ့မြည်ထင်ထားကြတယ်။တို့ရာတွင်တပြက်စီလှဲနေသောဦးဝင်းမြင့်ရဲ့ဇနီးဒေါ်တင်မြိုင်ကိုသာတွေ့ရ၍အိမ်ဝိုင်းအဝတွင်တိုင်မောင်းမှခဏရက်လိုက်ခါအဲကောင်တွေမင်းတို့ဒီမှာပဲစောင့်နေဟိုလူကြီးရဲ့သားတွေလည်းရှိပုံမပေါ်ဘူးငါတယောက်တည်းအိမ်ပေါ်ကိုတက်သွားမယ်မင်းတို့ကောင်တွေကသူ့သားတွေလာရင်စီးရိုက်ကွာဦးလေးငါဟောလိုက်မယ်ကွာနေစမ်းပါတင်မောင်ရတိုင်မောင်ကသူ့ရဲ့တူများကိုလက်ကပြလိုက်ပြီးဦးဝင်းမြင့်အိမ်ဝိုင်းတဲ့သို့တဘိုးချင်းထုတ်ကိုထမ်းကာဝင်သွားလေတော့တယ်တိုင်မောင်ဝင်လာသည်ကိုမြင်တော့တပြက်စီလဲနေသည့်ဒေါ်တင်မြိုင်ကတေချာကြည့်ကအကြီးအောင်တင်တာတိုင်မောင်မဟုတ်လားဟုတ်တယ်ဒေါ်လေးယောက်ျားရောသူကအိမ်ပေါ်မှာအဲ့ဒါဆိုကြုတ်သွားတွေးလိုက်အောင်ပဲနင်ဘာဖြစ်လာတာတော့တိုင်မောင်ရဲ့တဘိုးချင်းထုတ်လဲထမ်းထားလို့ပါလားဘာမှမဖြစ်ပါဘူးကျုပ်ဦးဝင်းမြင့်ကိုသွားတွေးလိုက်အောင်ပဲအေးစပားတိုင်းချဖို့ဆိုရင်တော့လိုသေးတယ်ကျုပ်သူနဲ့တွေ့မှာပဲပြောလိုက်ပါမယ်တိုင်မောင်ကကျွန်းအိမ်ကြီးအပေါ်တက်သို့ကျွန်းလေကားကြီးပေါ်မှတက်သွားလေတယ်တိုင်မောင်တက်သွားပြီးမကြမီဦးဝင်းမြင့်ရဲ့ကျဲလောင်သောအော်ဟစ်တန်ကထွက်ပေါ်လာပါတော့တယ်ဟေးကောင်တိုင်မောင်မင်းလွန်မယ်နော်ကျုပ်အကိုစကားမပြီးတာကိုလှောင်ပြီးနေရင်ရိုက်လိုက်တယ်ဆိုတာဟုတ်လားအသက်ကြီးပြီးအချိန်မစည်းတဲ့လူငနွားကြီးသေစမ်းကွာတင်များရေကဲပါအောင်ဟာငါ့ကိုတိုင်မောင်းရိုက်တက်နေပြီဦးဝင်းမြင့်ရဲ့အော်တန်ကြောင့်ဒေါ်တင်မြိုင်ကလက်ထဲတွင်ကင်ထားသောတပြက်စီးကိုပြစ်ချကအမလေးကဲကြပါအောင်တိုင်မောင်းကျမယောက်ျားကိုရိုက်တက်နေလို့ပါတော့ဒေါ်လာမြိုင်ရဲ့စကားကြောင့်တိုင်မောင်းရဲ့တူများကထွက်ပြေးခြင်းမပြုဘဲသူ့ရဲ့ဦးလေးစီထံပြေးသွားပြီးဝမ်းရံလိုက်ကြလေတော့တယ်သုံးတန်ရွာလေးရဲ့မြောက်ပိုင်းဦးဝင်းမြင့်အိမ်ဝိုင်းထံတွင်တ
ဒုတ်တပြက်ဓာတ်တပြက်အခြေအနေဆိုက်ရောက်လာလေတော့တယ်။ရွာသားများကြောင့်လူစုကွဲသွားပြီးဖြစ်တော်လဲဦးဝင်းမြင့်ခေါင်းကွဲသွားသည်ကိုမကျင်နှက်ကြတော့တားဖြစ်သူများကတိုင်မောင်းကိုတက်ရန်ဟန်ပြင်းနေလေတဲ့။သို့ပေမဲ့သူတို့ရဲ့မိခင်ကြီးနှင့်ခေါင်းတွင်ပတီစီးထားသောဖခင်ဦးဝင်းမြင့်မှသူ့ရဲ့သားများကိုစိတ်ထိန်ရန်ပြောဆိုနေပါတယ်။မင်းတို့ကောင်တွေစိတ်ထိန်စံတိုင်မောင်းဆိုတဲ့ကောင်ကိုငါထောင်ထဲရအောင်ထည့်မယ်။ထောင်ထဲထည့်တာနောက်ကျုပ်ကတော့ဒီကောင်ကိုတက်ရမှကျင်နဲ့မယ်။ဟဲ့သားငယ်နင်းအဖေပြောတာကိုနားထောင်စမ်းနင်တို့သွားလို့ရင်တိုင်မောင်းတို့ကငိမ့်ခံနေမယ်များထင်းနေလားဟိုကလက်ရဲဆက်ရဲတွေနင်တို့ပဲခံရမှာအာအမေကလည်းဒီကောင်ကဘာကောင်ဖို့လဲဓာတ်နဲ့ခုံရင်ပြတ်တယ်တူနဲ့ထုရင်လည်းကွဲပါတယ်နေစမ်းပါကွာမင်းတို့ကလည်းခေါင်းကမူးရတဲ့အထက်မနှက်ဖြတ်မြို့တက်မယ်ပြီးရင်အဲ့ဒီကောင်ကိုဖမ်းခိုင်းမယ်ဦးဝင်းမြင့်ကခေါင်းတွင်စီးထားသောပတ်တီးကိုလက်နဲ့ကာရင်မှမျက်နှာကိုရှုံးမဲ့ကားစကားဆိုလိုက်ရင်ကျုံးဝါနေပါတော့တယ်တိုင်မောင်ရဲ့အိမ်တွင်ဖြစ်တယ်တိုင်မောင်ရဲ့မိန်းမဖြစ်သူညိုကျော်မှာသူ့ရဲ့ယောက်ျားအားစေတနာဒေါသောနဲ့စူငေါက်နေလေတဲ့ဘေးတွင်တော့တိုင်မောင်ရဲ့တူမောင်တတိုက်ညိုကျော်ရဲ့ဩဝါဒကိုနာခံနေရတယ်ကိုတိုင်မောင်ရှင်တို့တူကြီးတွေကရာဇဝတ်အိုးကိုဒုံးနဲ့တွားထိုးတာအခုဆိုအမေကအသက်ကြီးမှဟိုလူတွားတောင်းမှန်ရဒီလူတွားတောင်းမှန်ရလုံနေရတယ်ငါကမတရားလုပ်တာမဟုတ်ပါဘူးဟာငါအကိုစော်ကားလို့ငါစိတ်မထိန်နိုင်တာပါကျမသိပါတယ်အခုအမေတို့တွားတောင်းမှန်နေတယ်မရရင်ရှင်ထောင်ကြမှာတော့ကိုလုံးရင်ကိုခံရဲပါတယ်ညိုကျော်ရဲ့အများဆုံးထောင်ကြ6လပေါ့တိုင်မောင်းမှအေးဆေးတည်ငြိမ်စွာစကားဆိုလိုက်တော့အခါညိုကျော်ကသူ့အားငဲဆောင်ကြည့်နေလေတဲ့တိုင်မောင်းရဲ့တူ3ယောက်ကလည်းသူတို့ရဲ့ဦးလေးဖြစ်သူပန်းမှဖြစ်ပြီးညိုကျော်အားစကားဆိုလေတဲ့ဟုတ်တယ်ညိုကျော်နေငါလည်းငါဦးလေးပဲစူးမနေနဲ့ဦးလက်ကိုဦးဝင်းမြင့်ကြီးကလောင်ပြောင်ပြီးရိုက်ထားကြရောကောင်းလားမကောင်းတာငါသိပါတယ်ဒါပေမဲ့နင်းဦးလေးကထစ်ခနဲ့ရှိရိုက်ဟဲ့နှက်ဟဲ့နဲ့အရင်လူတွေတုန်းကအမေငွေပေးပြီးကြေးခိုင်းတာရတယ်ဒီလူကြီးကနင်းဦးလေးကိုထောင်ချခြင်းနေတာဦးလေးတယောက်တည်းရိုက်ထားမှမဟုတ်တာငါတို့လည်းအတူတူရိုက်ထားပဲတူတူထောင်ထဲသွားကြတာပေါ့တူဖြစ်သူတင်မောင်ရဲ့ပြောစကားကြောင့်တိုင်မောင်ကတူများကိုကြည့်ကာဟေးတကယ်လို့အထက်သွားရရင်မင်းတို့မပါဘူးတော့ငါတယောက်တည်းရိုက်ထားဟဲ့ကောင်ဦးလေးငါတို့တူတူတိုင်ပင်ပြီးလောက်တာအခုမှဘာသူရဲကောင်ဝင်လောက်ချင်နေတာလဲမင်းဆောက်စကားတအားများတယ်ကောင်ပဲရိုက်ထားကငါတယောက်တည်းလူလေးတယောက်ရိုက်ထား4ယောက်ထောင်ကြတယ်ဆိုကြားမကောင်းဘူးကွမင်းတို့ကောင်တွေရှာရှည်ရင်ထောင်ထဲသွားရမယ်အတူတူမင်းတို့ခေါင်းတွေကိုပါရိုက်ခွဲလိုက်မှာနော်တိုင်မောင်ရဲ့ခက်ပြက်ပြက်စကားကြောင့်တင်မောင်တို့ညီကိုဝမ်းခွဲ3ယောက်ငြိမ်နေရတယ်ဦးလေးဖြစ်သူအကြောင်းလဲသူတို့သိတယ်ဒါလို့ဆိုဒါလို့အထွန်းတက်ကအချင်းချင်းလဲမရအဲ့ဒီအတွက်ကြောင့်ဦးလေးစကားကိုလဲအထွန်းမတက်ရဲပါယခုလေထောင်ထဲဝင်ရပါကသူတယောက်တည်းဝင်မည်ဟုပြောနေလေရာညီသည့်စကားမှအထွန်းထက်မတက်ရဲတော့ပဲငြိမ်၍သာနေရလေတော့တယ်ဦးဝင်းမြင့်ကတိုင်မောင်းရဲ့အမေနှင့်အကိုကြီးအမကြီးများတောင်းမှန်သည်ကိုဂယုမဆိုင်ပဲတိုင်မောင်းအားထောင်ထဲမရမကထဲလိုက်ပါတော့တယ်တိုင်မောင်းကသူ့ရဲ့တူများအားအမှုတွင်မြည်သောပတ်သက်မှုမှမပါစေရအောင်သေချာမှားထားပြီးသူတယောက်တည်းသာအပြစ်ကြခံလေတယ်အဲ့ဒီလိုနဲ့တိုင်မောင်းထောင်6လကြာသွားလေတော့တယ်ထောင်ထဲရောက်သွားသောသားဖြစ်သူအတွက်မိခင်ကြီးဒေါ်တင်ကသူတက်ဆွမ်းသမျှသားဖြစ်သူလွတ်မြောက်ရန်ကြိုးပမ်းပေမဲ့နောက်ဆုံးမတက်နိုင်၍ထောင်ဝင်စာကိုသာအကောင်းဆုံးပို့မည်ဟုဆုံးဖြတ်လိုက်ရတော့တယ်တိုင်မောင်းကထောင်ထဲဝင်ရတော့လဲအပြုံးကမပြတ်ပြုံးစီစီနေဖြစ်တယ်သူ့ရဲ့တူများမှာလည်းတိုင်မောင်းလိုပြောင်းချော်ချော်နေဖြစ်ရာဘွားရည်ဖြစ်သူရဲ့ဆဲဆိုတိုင်းထွာခြင်းကိုမကြာခဏခံနေရတယ်တိုင်မောင်းကရမဲသင်းထောင်တွင်အပြစ်ခံယူနေရလေတဲ့သူကလက်သမားဖုံးမှကြပြီးရေပေါ်ထိုးခြင်းကိုပြုလုပ်ရလေတဲ့ထောင်ထဲတွင်သူနှင့်ပထမဆုံးတီကျွမ်းသောသူမှာအသက်30မျှသာရှိသေးသောလူရွယ်လေးတစ်ယောက်ဖြစ်တယ်အယမ်းမြင့်မြင့်အသားဖြစ်ဖြူကိုလုံးကိုဖန်ကောင်းပြီးစကားပြောလျင်တပြုံးပြုံးနှင့်ပြောတတ်သူတစ်ယောက်ဖြစ်တယ်ထိုလူရွယ်လေးကတိုင်မောင်းထက်အရင်လက်သမားဖုတ်အတွက်အလုံးလုံးနေသူဖြစ်တယ်တနေ့တိုင်မောင်းပြင်ချက်ကိုမနေရင်ထိုလူရွယ်အားထိခိုက်မိမလို့ဖြစ်၍တိုင်မောင်းပြုံး၍တောင်းပန်လိုက်တယ်ညီလေးအကိုတောင်းပန်ပါတယ်ကွာအကိုတကယ်မမြင်လို့ပါရပါတယ်အကိုရဲ့ထိခိုက်သွားတာမှမဟုတ်တာညီလေးလည်းဒီကိုရောက်တာမကြသေးဘူးထင်တယ်ဟုတ်တယ်အကိုရဲ့အကိုနာမည်တိုင်မောင်းတယ်ကွငါညီကရောကျွန်တော်နာမည်ကရာဟုပါအကိုနဲ့အခန်းတူတူပဲလေအကိုတတိမထားမိလို့ဖြစ်မယ်အေးကွာအကိုလည်းဒီကိုရောက်ခါသားဆိုတော့စိတ်ထက်တစ်မျိုးဖြစ်နေတယ်ဘာမှမဖြစ်နဲ့အကိုကျွန်တော်ရှိတယ်အဲ့ဒီလိုနဲ့တိုင်မောင်းနဲ့ထောင်ထဲတွင်ရာဟုဆိုသောလူရွယ်လေးနှင့်အတိမိတ်ဆွေစဖြစ်လေတော့တယ်တိုင်မောင်းကသူ့ရဲ့မိခင်နှင့်မိသားစုပို့လိုက်တော့ထောင်ဝင်စာမှစားစရာများအားရာဟုကိုအမြဲပေးတယ်
အဲ့ဒီအခါယာဟုကသူ့အားအတော်ကိုကျေးဇူးတင်လေတယ်တနေ့တ၌တိုင်မောင်းနှင့်ယာဟုစစ်သားပြားများအားလက်ရည်ပေါ်ထိုးနေစဉ်အဆောင်ရဲ့မျက်ွယ်တွင်နှစ်ကြီးသမားတယောက်ကတိုင်မောင်းအားရန်ဆလေးတယ်အဲ့ကောင်မင်းနဲ့မိကဘာလဲပြောစမ်းတိုင်မောင်းပါမင်းကတထေးလားထောင်ပါလို့ကြတာလေကျုပ်ကဘာလို့ဖြေရမှာလဲအဲ့ကောင်စော်စကားများတယ်ပုံစံထိုင်စမ်းခမ ्या ကဘာကောင်မို့လို့လဲအသားမဲမဲရုပ်ကြမ်းကြမ်းနှင့်နှစ်ကြီးသမားကတိုင်မောင်းရဲ့ရင်ဘက်ကိုလက်နှစ်ဖက်နှင့်စုပ်ကင်လိုက်ချိန်ယာဟုကထိုလူကြီးရဲ့လက်ကိုကိုင်ကဦးနဲ့တော်ပါတော့ဗျာကိုတိုင်မောင်းကသူ့ဖသာအေးစစ်စစ်နေတတ်တဲ့သူပါယာဟုမှတိုင်မောင်းရဲ့ရင်ဘက်ကိုစုပ်ကင်ထားသောဦးနတ်ဟုအမည်ရသောထောင်သားကြီးရဲ့လက်ကိုကိုင်ပြီးပြောလိုက်ရာဦးနတ်ကယာဟုကစူးစိုက်ကြည့်ပြီးဘာလဲယာဟုမင်းကမင်းပထွေးကိုထိတော့နားနေတာလားငါအထင်မင်းတို့နှစ်ယောက်ညားနေတာမဟုတ်လားဘလို့လဲကောင်းချလားကွတော်တော့ဦးနတ်ကျုပ်တို့ကစားတယ်လို့ပဲသဘောထားပါတယ်ဒီလောက်နဲ့ပဲတော်ကြရအောင်စောက်ကလေးယာဟုမင်းကများဟိတ်ကြီးဟန်ဦးနတ်စကားဆုံးအောင်တော့မပြောနိုင်ပါအကြောင်းမှာယာဟုကတိုင်မောင်းရဲ့အင်ကြီးကိုစုပ်ကင်ထားသောဦးနတ်ရဲ့လက်အားရေပေါ်ဖြစ်ရိုက်လိုက်ပြီးအချိန်ပြင်းပြင်းရိုက်ခံလိုက်ရသောကြောင့်ဦးနတ်ကသူ့ရဲ့လက်ကိုပြန်ရုပ်ချိန်ယာဟုမှဦးနတ်အားကန့်လန့်လှဲချလိုက်ပြီးရေပေါ်စင်ပေါ်တစောင်းကြီးတင်းနေချိန်ယာဟုကတိုင်မောင်းအားကိုတိုင်မောင်းခမရတတိရှိလားရှိတယ်ရှိရင်ဒီကောင်ကြီးကိုချုပ်ပြယာဟုကရေပေါ်စင်ပေါ်ခေါင်းတင်နေသောဦးနတ်အားဖိရင်တိုင်မောင်းအားစကားဆိုလိုက်ခြင်းဖြစ်တယ်အဲ့ဒီနောက်တိုင်မောင်းကဦးနတ်အားယာဟုကိုချုပ်ပေးလိုက်စဉ်ယာဟုကသူ့ရဲ့လက်ထဲမှာရေပေါ်ဖြစ်ဦးနတ်ရဲ့နေရွက်အားထိုးလိုက်ရာနာကျင်စွာအော်တန်နှင့်အတူသွေးများမျက်နှာပေါ်သို့စီးကျလာပါတော့တယ်ယာဟုနှင့်တိုင်မောင်းမှဦးနတ်ဆိုသောထောင်လူမိုက်အားနေရွက်ကိုရေပေါ်နှင့်ထိုးသောအမှုကြောင့်ထောင်သက်ထက်တို့ကတပတ်တိုက်ပိတ်ခံလိုက်ရတယ်တိုင်မောင်းကတိုက်ထဲတွင်ရှိနေစဉ်သူမြည်တိုးမှမထင်ထားသောအပြုတ်မှုဖြစ်သည့်သွေးအေးပြီးလက်ရဲစရဲဖြစ်နေသောယာဟုအကြောင်းတွေးနေမိတယ်တတိရှိလာပါသည်ဟုသူ့ကိုယ်သူထင်ထားရာယာဟုရဲ့လောက်ရဲ့ကြောင့်ကြက်သိမ်းပင်ထားမိတယ်ငငယ်ရွယ်ရွယ်နှင့်ဒီလောက်ထိသွေးအေးသောယာဟုမှာဘလို့လူစားလဲဟုလဲသိကျင်နေမိတယ်အဲ့ဒီလိုနှင့်တိုက်ကပြန်ထွက်သောအခါအဆောင်တွင်ယာဟုနှင့်ပြန်ဆောင်လေးတယ်ယာဟုကဘာမှမဖြစ်သည့်အလားပြုံးရပြီးသူ့အားနှုတ်ဆက်လေးတယ်ကိုတိုင်မောင်ကျုပ်ကြောင့်တိုက်ပိတ်ခံလိုက်ရလို့ကျုပ်ကိုပေါင်းမိတာနောင်တရနေပြီလားဗျမဟုတ်တာယာဟုရအခုကငါ့ကိုအနိုင်ကျင့်တာမစီမဆိုင်မင်းတိုက်ပိတ်ခံလိုက်ရလို့အားနာနေတာပါဝမ်းသာစရာသတင်းရှိတယ်ပြုတ်ဘာတော့ယာဟုရခမ ्या နဲ့ကျုံနဲ့နောက်ထပ်6လတူတူထပ်ရှိရအောင်မှာပေါ့ဘာပြောတာလဲယာဟုကျုပ်တို့ရန်ဖြစ်လို့ခမ ्या ကိုထောင်6လကျုပ်ကို6လထပ်တိုးတယ်လေတိုင်မောင်းကပြုံးရဲ့ပြီးစကားဆိုးနေတော့ယာဟုကြောင့်သူပါပြုံးရဲ့လိုက်မိတယ်အဲ့ဒီနောက်ယာဟုကတဆောင်တဲနေလက်သမားပုတ်အဖွဲထဲမှာထောင်သားတယောက်ကဦးလေးတစ်သားတောင်းလေးတွေပါခဲ့လားဗျပါပါတယ်ယာဟုရာငါအရင်ကားထက်နည်းနည်းသေးတာလေးတွေယူခဲ့တယ်အေးဗျာကျုပ်ကလည်းအခုလိုအသားလေးတွေပဲလိုချင်တာအဲ့အသားတွေကဒီထဲမှာတိတ်မသုံးဘူးကွတမလန်သားတွေမာတာတော့အတော်မာတယ်ယာဟုကထောင်သားကြီးပေးတော့တစ်သားအပိုင်းလေးများအားထောင်ကျမ်းပြင်နဲ့ပွတ်တိုက်နေလေတယ်ယာဟုပြုလုပ်နေသည်ကိုနားမလဲတော့တိုင်မောင်းကယာဟုအနာထိုင်ကယာဟုမင်းဘာတွေလုပ်နေတာလဲပရီလုံးလုံးနေတာလေကိုတိုင်မောင်းကျွန်တော်လှုပ်ထားတဲ့ပရီလုံးကိုပြမယ်ယာဟုကပြောပြောဆဆိုသူသိမ်းထားသောပရီလုံးလေးအားထုတ်ပြတယ်တမလန်သားကိုကြမ်းပြင်းနဲ့စိတ်ရှည်လက်ရှည်ပုတ်ထားသောပရီလုံးလေးဖြစ်တယ်သို့ပါတော့လေအပေါက်ကတော့မဖောက်ရသေးပါတိုင်မောင်းကပရီလုံးလေးများအားသေချာကြည့်ကတော်တော်တော့စိတ်ရှည်တဲ့ကောင်ပဲကွာဒါနဲ့ဒီဟာလေးတွေကိုဘာလုပ်ဖို့လဲပရီလုံးမလို့လေပရီလောက်ပြီးမင်းစိတ်မလို့လားမဟုတ်ရပါဘူးဗျာကျုပ်အဖေကိုကျုပ်ကိုယ်တိုင်လှုပ်ထားတဲ့ပရီလေးလက်ဆောင်ပေးခြင်းလို့ပါကောင်းတာပေါ့ကွာတိုင်မောင်းယာဟုကိုကြီးလိုက်မိတယ်သူ့ရဲ့ရှေ့တွင်ရှိနေသောယာဟုကသူပြုတ်လောက်ထားသောပရီလုံးလေးကိုလက်နဲ့ကန်ကြည့်ရင်ပျော်တပြုံးပြုံးနဲ့သဘောကျနေပါတော့တယ်တိုင်မောင်းကယာဟုရဲ့အကြောင်းကိုသိချင်နေမိတယ်မေးဖို့ဆိုသည်ကလည်းအကြောင်းကမတိုက်ဆိုင်ပါနောက်ပြီးလူတယောက်၏အကြောင်းကိုဘာမဆိုင်ညာမဆိုင်သွားမေးဖို့ကလည်းယောက်ျားရင်းမာကြီးများဖြစ်နေသည်မဟုတ်ပါလားအဲ့ဒီလိုနှင့်သူတို့ရဲ့အဆောင်တို့နောက်ထပ်ထောင်သားတယောက်ရောက်ချိန်တွင်တော့တိုင်မောင်းသိကျင်သောယာဟုရဲ့အကြောင်းကိုသိဖို့လမ်းစာပေါ်လာလေတော့တယ်ကိုတိုင်မောင်းကျုပ်တို့အဆောင်ကိုတယောက်ထပ်တိုးတယ်ထင်တယ်ဘာလို့လဲယာဟုရဟိုမှာလေးဦးလေးမြပုံစံကြီးထိုင်းနေတာနောက်ထပ်လာတဲ့အကောင်ကအဆွဲနဲ့ထင်ပါယာဟုပြောမှတတိထားမိတယ်လက်သမားပုံမှဦးမြပုံစံထိုင်းနေတယ်အဲ့ဒီနောက်ယာဟုကဦးမြအနာသွားကဦးမြတန်းစီကပုံစံထိုင်ခိုင်းတာတော့မဟုတ်တော့ပါဘူးနော်တန်းစီမဟုတ်ပါဘူးကွာဒီမနက်မှဝင်လာတဲ့တကောင်ထိုင်းမနေနဲ့ဦးမြ
ရာဟုမှဦးမြအားထိုးသို့ပြောလိုက်တော့အခါသူတို့ရဲ့အနောက်မှအတန်တန်ပေါ်လာလေတယ်ဘယ်ကောင်လဲကွာထိုင်မနေနဲ့ဆိုတာရာဟုကတစ်ချက်ပြုံးလိုက်ပြီးအတန်ကြားရစီသို့နောက်ပြန်လှည့်လိုက်ရာဆရာရာဟုသိန်းဆောင်ရာဟုကအတန်ပိုင်ရှင်ကိုကြည့်ပြီးအန်ဩကနမ်မီကိုခေါ်လိုက်တယ်လို့ထောင်သားတစ်တီလဲရာဟုအားနမ်မီခေါ်လိုက်လေတယ်အဲ့ဒီနောက်ရာဟုကထောင်သားတစ်ရဲ့ပါးကိုအာပါပြင်းထန်သောရိုက်ချက်ဖြစ်ရိုက်ခါမင်းအဖေလောက်ရှိတဲ့လူကိုမင်းကပုံစံထိုင်ခိုင်းနေတာလားဆရာရှိမှန်းမသိလို့ပါသိန်းဆောင်မှထိုးသို့စကားကိုပြောလိုက်တော့အခါရာဟုကနောက်ထပ်ပါးကိုထက်ရိုက်လိုက်ပြီးမှတ်ထားငါရှိမှမဟုတ်ဘူးဘယ်သူကမှအနိုင်မကျင့်နဲ့ဟုတ်ဆရာရာဟုတိုင်မောင်းအတော်အံ့ဩသွားရသည်မှာရာဟုလိုလူရွယ်တယောက်ကိုသူ့ထက်နည်းနည်းလောက်သာငယ်နိုင်ပြီးကိုကာယကြန့်ခိုင်သောသိန်းဆောင်မှဘာကြောင့်အတော်ကိုကြောက်ရွံ့နေရသည်ဆိုတာကိုပါအဲ့ဒီအတွက်ကြောင့်တိုင်မောင်းကရာဟုရဲ့အကြောင်းကိုသိကျင်စိတ်ကထိမ့်မရနိုင်ဖြစ်ခါရာဟုအားသူ့ဘဝအကြောင်းကိုမေးမိဟုဆုံးဖြတ်လိုက်ပါတော့တယ်တိုင်မောင်းကတစ်သားတုံးလေးအားကြမ်းခင်းဖြင့်ညီအောင်ပွတ်နေသောရာဟုအားစကားဆိုလေတယ်ရာဟုရေဟုတ်ကိုငါကိုဆက်စုတယ်လည်းမထင်နဲ့ကွာငါမင်းအကြောင်းသိကျင်တယ်မထင်ပါဘူးဗျာအကိုမမေးလေကျုပ်ကပြောပြပြီးအကူညီတောင်းမလို့ပါဟေးဘာတွေအကူညီတောင်းမလို့လဲကွာကျုပ်အဖေကိုကျုပ်လောက်ထားတဲ့ပတိလေးပေးခိုင်းမလို့ပါအကိုကထောင်သက်သိမ့်မကြဘူးဆိုတော့အကျိုးအကြောင်းပြောပြပြီးပို့ခိုင်းမလို့ပါပို့ပေးရမှာပေါ့ကွာဒါနဲ့မင်းကဘယ်နှစ်ကြတာလဲမင်းအဖေကထောင်ဝင်စာလာမပို့ဘူးလားအဖေမလာတာကပြီးမှပြောပြပါမယ်ကျုပ်ကအနှစ်30ကြတာပါရာဟုရဲ့အဖြေစကားကြောင့်တိုင်မောင်းမျက်လုံးပြူးသွားရတယ်။ဘာကြောင့်များဒီအသက်အရွယ်နှစ်ဒီလောက်နှစ်အကြာကြီးကြားရတာလဲဟုအတွေးဖြစ်မိသွားတယ်။ရာဟုကအမဆောင်နိုင်ဖြစ်ပြတ်သွားသောတိုင်မောင်းရဲ့မျက်နှာအားကြည့်ရင်သူသွေးနေသောတစ်သားတုံးလေးကိုသွေးနေရမှရက်လိုက်ပြီးတစ်ချက်ပြုံးလိုက်ခါငါအကိုအထူးဆန်းဖြစ်နေတာလား။ကျုပ်အသက်က30ထောင်ကြတာအခုမှတစ်နှစ်ကျော်ပဲရှိသေးတယ်ဆိုတော့နောက်ထပ်အနည်းဆုံး28နှစ်အဲ့ဒါတောင်လိမ့်လိမ့်မမနေရမှာကျုပ်အထင်တော့လွတ်မယ်တော့မထင်တော့ပါဘူးဗျာ။ရာဟုကသူ့စကားသူသဘောကျကပြုံးရည်လိုက်ပြီးတစ်သားတုံးလေးအားဆက်လက်ပွတ်တိုက်သွေးနေလေတယ်အဲ့ဒီနောက်တိုင်မောင်းကရာဟုမင်းကဘယ်နယ်ကလဲမွေးတာကလက်ပံလှပြင်းမနာနယ်ကဆိုပါတော့အဲ့ဒါဆိုငါတို့နယ်ကပေါ့ငါက3တန်ကဟုတ်လားတနယ်တဲ့သားတွေပေါ့အေးကွာမင်းကဘလို့အမှုတွေကျူးလွန်လို့ဒီအထဲထိရောက်လာရတာလဲကွာလူတက်မှုပြီးတော့နာကျင်စေမှုတွေကပိုများပါတယ်ဘလို့နာကျင်စေတာလဲကွာပြောစမ်းပါဦးကျုပ်အကြောင်းကိုပြောရမယ်ဆိုရင်အစားကပြောမှပြည့်စုံပဲဗျအဲ့ဒီတော့ခဏနေအောင်ဗျထမင်းစားပြီးမှပြောကြတာပေါ့အေးအဲ့ဒီနောက်ရာဟုကတိုင်မောင်းကိုပြုံးပြပြီးနောက်သူ့ရဲ့တစ်သားတုံးလေးကိုသာဆက်သွေးနေလေတယ်တိုင်မောင်းသည်လည်းရာဟုကိုကြည့်ပြီးစိုးသွမ်းသည့်လူပုံစံပင်မပေါ်ပဲထောင်အနှစ်30တောင်ကြာခံနေရသောရာဟုအကြောင်းကိုသိကျင်စောအားကြီးကထမင်းစားချိန်ပင်နောက်ကျနေသည်ဟုခံစားနေရလေတော့တယ်ဟုတ်ကဲ့ပါခင်ဗျာစာရေးသူမောင်တင်ဆန်းရေးသားထားတဲ့ယာဟူးနဲ့တွေ့ဆုံခြင်းဆိုတဲ့ဇာတ်လမ်းလေးကတော့ဒီမှာနေပြီးဆုံးလို့သွားပါပြီခင်ဗျာမကြမီယာဟူးနဲ့ဘဝဆိုတဲ့ဇာတ်လမ်းလေးကိုဆက်လက်တင်ဆက်ပေးပါဦးမယ်ခင်ဗျာဇာတ်လမ်းလေးကိုပြီးဆုံးအောင်နားထောင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ဝေယံပဲဖြစ်ပါတယ်ခင်ဗျာ